ရန်ကိုလှတဲ့ညလေးပဲကျွန်တော်တို့လက်တွေတွဲထားခဲ့ကြပြီးတော့အိမ်နောက်ဖက်ခြံထဲကနေကျဲတွေကိုမောကြည့်နေခဲ့ကြတယ်ရုတ်တရက်တကားပွင့်သွားပြီးတော့မစ္စတာနယ်ဆန်ကစကားတခွန်းမှမပြောဘဲနဲ့ထီခန့်ရဲ့လက်မောင်းကနေဆွဲပြီးတော့အိမ်ထဲကိုဆွဲခေါ်သွားခဲ့တယ်ကျွန်တော်အမြန်ပဲသူတို့နောက်ကိုပြေးလိုက်သွားတာပေါ့မစ္စတာနယ်ဆန်တီခန့်စီကိုမရောက်ခင်မှာပဲကျွန်တော်သူ့လက်မောင်းဆွဲကင်လိုက်တယ်အဲ့ဒီမှာမစ္စတာနယ်ဆန်ကကျွန်တော်ပဲလှည့်လာပြီးတော့အတန်အကျယ်ကြီးနဲ့အော်တော့တာပဲပြီးတော့သူ့ရဲ့လက်အကြီးကြီးတွေနဲ့ကျွန်တော်အင်ဂျီကနေဆွဲမပြီးတော့ကျွန်တော်ကိုအိမ်ရှိတကားကနေလှုပ်ပစ်လိုက်တော့တယ်တီကန်ကတော့အော်ဟစ်နေခဲ့တာပေါ့မစ္စတာနယ်ဆန်ကတော့မြက်ခင်းပေါ်ကကျွန်တော်ကိုပစ်ပြီးတော့အိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်ဂျိမ်းစ်ကျေးဇူးပြုပြီးသွားပါတော့ကျွန်မအဆင်ပြေမှာပါကျွန်တော်လည်းမကြင်မနှက်နဲ့ပဲကျွန်တော်ရဲ့ဘိုက်ကိုအုပ်ပြီးတော့ကျွန်တော်ကားစီကိုပြန်သွားလိုက်ရတော့တယ်မစ္စတာနယ်ဆန်သိမလားမသိပေမဲ့ဒါဟာအဆုံးသတ်မဟုတ်သေးဘူးလေကျွန်တော်သူ့ရဲ့အဝတ်ကြေပြမှုကိုဘယ်လိုမျိုးလက်တုပ်ပြန်ရမလဲဆိုတာသိချင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့လိုမယ်နော်ကံကောင်းတာတစ်ခုကကျွန်တော်စေယုံကြီးကားမောင်းသွားနိုင်ခဲ့တယ်ပြီးတော့အဖေနဲ့အမေကိုဖုန်းဆက်ပြီးတော့ကျွန်တော်ဗမာလဲဆိုတာကိုအကြောင်းကြားလိုက်တယ်ဘလို့ဖြစ်တာလဲကျွန်တော်အင်ဂျီကိုဆွဲချနေတော့မှပဲအဖေနဲ့မေကစေယုံကန်ထဲကိုပြေးဝင်လာတယ်ခမ ्या တို့သာအဆင်ပြေသွားမှာပါဒေါက်တာခင်ကရောက်လာပြီးတော့နန်ယိုလေးနည်းနည်းပေါ်သွားတာဒါပေမဲ့ရှန်နေငယ်ကြရင်တက်တာသွားမှာပါနန်ယိုပေါ်သွားတာအမေကကျွန်တော်ကိုမျက်လုံးပြူပြီးတော့ကြည့်လာတယ်အိမ်ပြန်လာတဲ့လမ်းမှာတယောက်ကကျွန်တော်ကိုလူရက်ဖို့ကြိုးစားတာဒါပေမဲ့ကျွန်တော်လွတ်လာပါတယ်အဲ့ဒီမှာအမေကကျွန်တော်ကိုဖတ်ပြီးတော့ငိုတော့တာပဲဖော်လားအဖေကကျွန်တော်ရဲ့หนีရဲနေတဲ့မျက်နှာယူကြည့်ပြီးတော့မင်းကကလေးကိုအသက်ရှူကြအောင်လုပ်နေတာပဲအဲ့တော့မှအမေကသူ့လက်တွေကိုဖယ်တော့တယ်အဖေကတော့ဒေါက်တာခင်းဘက်ကိုလှည့်ပြီးတော့သူအိမ်ပြန်လို့ရပြီလားဒေါက်တာဟုတ်ကဲ့ရပါပြီကျွန်တော်မစ္စတာခင်းကိုကျေးဇူးတင်လိုက်ပြီးတော့ကျွန်တော်တို့တွေစေယုံကနေထွက်လာခဲ့ကြတယ်ကျွန်တော်အဖေကောင်မောင်းပြီးတော့အမေကတော့ကျွန်တော်ကောင်မောင်းလာတယ်အဖေကသူနဲ့အတူမောင်းမှုပြောလာတော့ကကျွန်တော်တော်တော်လေးပျော်သွားတာအနည်းဆုံးတော့အမေရဲ့မေကုံပေါင်း16000ကနေခဏလောက်လွတ်မြောက်နိုင်တယ်လေကျွန်တော်အိမ်ပြန်ရောက်ချင်းပဲတီကန်ကိုဖုန်းခေါ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့အတန် message ပဲရခဲ့တယ်ဟုတ်ကဲ့ပါကျွန်တော်ဆက်မပြောခင်မှာဟိုးအစကနေစပြီးတော့ပြောပြပါရစေဒီຢာတွေအားလုံးဟာပီဇာတစ်ချက်ကနေအစပြုတ်ခဲ့တာပါပီဇာကကျွန်တော်ရဲ့နံပါတ်1အသင်စားအစားပဲတစ်ပတ်ကိုအနည်းဆုံး4ချိန်လောက်ကိုမှာစားတာကျွန်တော်ကိုပီဇာလာဖို့နေကြအော်လန်ဒိုဆိုရင်မသွားခင်ပီဇာတစ်စိမ့်နှစ်စိမ့်လောက်တော့သွားစားနေကြဒါပေမဲ့တနေ့ကျတော့အော်လန်ဒိုရောက်မလာခဲ့ဘူးသူ့စားကျွန်တော်တကားဖွင့်လိုက်ကောကျွန်တော်ရဲ့အရှိမရက်နေတာကအရက်ရှည်ရှည်သွဲအနက်ရောင်ဆန်ရွယ်တွေနဲ့ပြီးတော့အလှဆုံးနီလာရောင်မြက်ဝန်းနေနဲ့ကောင်းမလေးတယောက်ဖြစ်နေခဲ့တယ်$24ကျပါတယ်ရှင်သူကျွန်တော်ကိုငေးကြည့်ရင်လည်းပြောလာတယ်ကျွန်တော်လေချောင်းတစ်ချက်ရှင်းလိုက်ပြီးတော့ကောင်းပါပြီကျွန်တော်သူ့ကိုပတ်စံလှမ်းပေးလိုက်တယ်အော်လန်ဒိုရောကျွန်တော်မေးလိုက်တော့သူကပကုံးထုတ်ပြီးတော့ကျွန်မမသိဘူးလေကျွန်မပီဇာတွေပဲလိုက်ပို့တာကျွန်တော်သူ့ကိုကျေးဇူးတင်လိုက်ပြီးတော့တကားကိုပေးလိုက်တယ်အဲ့ဒီကစပြီးတော့ကျွန်တော်သူ့ကိုထပ်ထရဖို့အတွက်14ရက်လုံးပီဇာတွေပဲမှာစားတော့တယ်သူ့နာမည်ကထီကန်နဲ့ကျွန်တော်သူ့ကိုတလားလောက်ကြာပြီးတော့မှရီစာစကားပြောနိုင်ခဲ့တယ်ပြီးတော့သူလက်မခံခင်ကြားထဲမှာလည်းနောက်ထပ်တလားလောက်ထပ်ကြာခဲ့သေးတယ်လေနောက်တလား2လလောက်ကြာတော့ထီကန်အမေဆုံးသွားပြီဆိုတဲ့အကြောင်းကျွန်တော်သိလိုက်ရတယ်အဲ့တော့ထီကန်နဲ့အတူသူ့ရဲ့အငယ်2ယောက်ဖြစ်တဲ့မိုနစ်နဲ့ဂျိုဆိုင်ရာတို့ကသူ့အဖေနဲ့ကြံခဲ့တာပေါ့တီကန်ကအိမ်တွက်တဲ့မိသားစုအတွက်စူးစမ်းပန်းစားအလုပ်လုပ်ပြီးပတ်စံရှာနေတော့မှသူ့အဖေကတော့အိမ်မှာပဲငုတ်တုတ်ထိုင်ပြီးတစ်ချိန်လုံး TV ပဲကြည့်နေခဲ့တာလေမင်းမလို့မထွက်သွားသေးတာလေတညနေခင်းကျွန်တော်တို့တွေညစာအတူတူစားနေကြရင်လည်းကျွန်တော်တီကန်ကိုမေးလိုက်တယ်ကျမအငယ်တွေနဲ့ထွက်လာရင်အဖေကကျမတို့လိုက်ရှာလိုက်မယ်ကျမမှာအငယ်တွေကိုသူတို့အရွယ်ရောက်တဲ့အထိစောင့်ရှောက်မဲ့တာဝန်ရှိတယ်ပြီးတော့အမေမဆုံးခင်လေးတင်အငယ်တွေကိုစောင့်ရှောက်ပါမယ်လို့ဂတိပေးခဲ့တယ်ကျမအဲ့ဒီဂတိကိုတီးကျင်တယ်ကျွန်တော်တက်ပြင်းမဲ့ချနိုင်တော့တယ်မင်းအကယ်၍စိတ်ပြောင်းသွားတယ်ဆိုရင်မင်းဘက်မှာကိုအမြဲရှိပါတယ်ဆိုတာသိတယ်မလားတီကန်ခေါင်းမဲညှိတ်လာတယ်ပြီးတော့ခဏလောက်ဘာမှမပြောတော့ဘဲနဲ့တိတ်သွားတယ်အဖေကအရင်ကအဲ့လိုမျိုးမဟုတ်ပါဘူးအမေရှိနေတော့ဆိုအဖေအမြဲပြောနေတာသူလဲကြမလို့အမေကိုဆုံးရှုံးလိုက်ရတဲ့အပေါ်မှာအယမ်းကိုခံစားနေရတာသူ့နီးတဲ့နဲ့သူသွားနေတာပဲရှိတာပါလက်ရှိကိုပြန်ပြောရမယ်ဆိုရင်စေးရုံကပြောင်းတဲ့ညမှာကျွန်တော်အိယာဝင်မို့လုပ်ရင်းနဲ့တီကန်နဲ့သူ့အငယ်လေးတွေကိုကူညီပေးဖို့တခုခုလုပ်ရတော့မယ်ဆိုတာကျွန်တော်သိလိုက်တယ်ကျွန်တော်ဆိုလိုချင်တာကဒါကကောင်လေးတွေကသူတို့ကောင်မလေးတွေအတွက်လုပ်ပေးရမယ်တာဝန်ပဲမဟုတ်ဘူးလားတကယ်တော့ကျွန်တော်အတိတ်နဲ့ကျွန်တော်ဒီကိုပြောင်းလာတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တီကန်ကိုအမှန်တိုင်းမပြောခဲ့ဘူးလေအမှန်တရားကလေကျွန်တော်အနေနဲ့အခုဝင်ခံဖို့တောင်မှခက်ပါတယ်တကယ်တော့ကျွန်တော်ကလူမိုက်အဖွဲ့ဝင်တစ်ယောက်ပါကျွန်တော်အသက်15နှစ်မှာကျွန်တော်မိဘတွေကအိမ်ပြောင်းကြဖို့ဆုံးဖြတ်ခဲ့ကြတာလေမကောင်းတဲ့အရာတွေရလွှမ်းမိုးတာအောင်မခံရရင်တော့ကျွန်တော်ကိုတခုခုတော့အောင်မြင်အောင်လုပ်နိုင်လိမ့်မယ်ထင်တာပဲကျွန်တော်အထက်တန်းပြီးမယ်ကောလိပ်နောက်ဆုံးနှစ်
အဲ့လောက်ကိုရောက်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဖေနဲ့အမေမသိအောင်လို့ကျွန်တော်တငယ်ချင်းတွေနဲ့အဆက်အသွယ်ရှိနေခဲ့တယ်လေအဲ့တော့နောက်တစ်နေ့ချက်ချင်းပဲကျွန်တော်အဖွဲတဲကိုရဲလို့ဆက်သွယ်လိုက်တယ်ကျွန်တော်သူ့ကိုဆက်သွယ်ပြီးတော့အခြေအနေကိုပြောပြလိုက်တယ်တီကန်အဖေယူနည်းနည်းကြောက်သွားအောင်လုပ်ဖို့အတွက်လူနည်းနည်းလိုတယ်ပေါ့ဗျာကျွန်တော်ဖြစ်ချင်တာကတီကန်အဖေယူကြောက်သွားအောင်လုပ်ဖို့နဲ့သူ့ကလေးတွေကိုကောင်းကောင်းဆက်ဆံလာဖို့ဆိုတဲ့အကြောင်းပြောပြလိုက်တယ်ကျွန်တော်နဲ့ရဲလို့တို့မနေ့ဖြန်ညမှာလုပ်ငန်းစကြမယ်ဆိုတဲ့အကြောင်းသဘောတူလိုက်ရတယ်နောက်တစ်နေ့ကျတော့တရက်လုံးကျွန်တော်ကြောက်နေတာပေါ့စားလည်းမစားနိုင်တောက်လည်းမတောက်နိုင်နဲ့ပေါ့ကျွန်တော်ဒီကန်ကိုဖုန်းထပ်ခေါ်လိုက်ပေမဲ့မကင်ပြန်ဘူးအဲ့ဒါနဲ့ကျွန်တော်အတန်းပြီးတော့သူ့ရဲ့အလုပ်စီလိုက်သွားလိုက်ပေမဲ့ဒီကန်ကအဲ့မှာလည်းရှိမနေဘူးအဲ့ဒါနဲ့အဲ့ညနေမှာကျွန်တော်အိမ်မဲပြန်လိုက်ပြီးတော့ဆိုဖာပေါ်မှာထိုင်ရင်းနဲ့ရောက်တဲ့ရရပဲရှောက်ကြည့်နေခဲ့တယ်ညသတင်းကိုကြည့်မိလိုက်တော့17နာရီထိုးနေပြီအဲ့ဒီညသတင်းမှာပဲနေဆန်းအိမ်မှာလူရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းဒီကန်အဖေကရိုက်နှက်ခံရကြောင်းပစ္စည်းတွေလည်းအခိုးခံလိုက်ရကြောင်းနဲ့ဒီကန်ကိုလည်းပြန်ပြီးဆွဲသားကြောင်းပါလာခဲ့တယ်ပြန်ပြီးဆွဲတယ်ကျွန်တော်ဆိုဖာပေါ်ကနေထပြီးတော့ချက်ချင်းပဲဖုန်းယူပြီးရဲလို့ဖုန်းခေါ်လိုက်တယ် Hey James ဘယ်လိုလဲဟဲ့အောင်တစ်ဖက်ကရဲလို့ကပြန်ဖြေလာတယ်မင်းဘာတွေလှုပ်လိုက်တာလဲကွာပြန်ပြီးဆွဲတယ်မင်းတို့ကိုပြန်ပြီးဆွဲလိုက်တာလားနေပါအောင်ဘာဘသူ့ကိုပြန်ပြီးဆွဲတယ်ရဲလို့စိတ်ရှုပ်ရှုပ်နဲ့ပြောလာတယ်ဒီကန်လေငါမင်းကိုမစ္စတာနယ်ဆန်ကိုကြောက်သွားအောင်လုပ်ဖို့ပဲပြောခဲ့တာဒီကန်ကိုပြန်ပြီးဆွဲဖို့မပြောဘူးလေ James ငါတို့ဒီကန်ကိုပြန်ပြီးမဆွဲခဲ့ပါဘူးကွာငါတို့အဖိုးယူနည်းနည်းကြောက်အောင်ခြောက်ပြီးတော့ကြိုးချီပြီးတော့ပဲထွက်လာခဲ့တာကွာ Channel 6ကသတင်းကိုလည်းအခုဖွင့်ကြည့်လိုက်ရဲလို့ပြန်မဖြေနိုင်တော့ဘဲနဲ့ဖုန်းခဏလောက်တိတ်သွားတယ် James ကငါတို့တွေတိလာတာပဲဒီလောက်ကြာနေပြီငါမင်းကောင်မလေးကိုထိခိုက်အောင်ငါဘာမှလုပ်မှာမဟုတ်ဘူးငါတို့ထွက်လာပြီးတော့မှတခုခုဖြစ်သွားတာပဲနေမယ်ငါဖုန်းပြန်ခေါ်လိုက်မယ်ရဲလို့ပြန်ပြောတာမဆောင်တော့ဘဲနဲ့ကျွန်တော်ဖုန်းချပစ်လိုက်တယ်ငါဒီကိစ္စတွေကိုပို့ဆုံးအောင်လုပ်မိပြီလားရဲလို့နဲ့သူ့လူတွေဒါမလုပ်ခဲ့ဘူးဆိုရင်တော့ဘာတွေဖြစ်ကုန်တာလဲတပတ်လောက်ကြာသွားတော့မှတီကန်ပျောက်နေတော့မယ်ရဲတွေလည်းဘလို့မှအဖြေရှာမရကြဘူးကျွန်တော်ယူသားပြီလို့တော့ခံစားခဲ့ရတာပေါ့ဗျာနောက်တော့ကျွန်တော်တွေးမိသွားတယ်ရဲလို့လောက်တာမဟုတ်ဘူးဆိုရင်မစ္စတာနယ်ဆန်ကများတီကန်ကိုတခုခုလောက်ထားပြီးတော့လိန်ထားတာဆိုရင်ဒါတွေအတွက်အဖြေတရဖို့တခုတည်းသောနီလန်ဟာဂျိုးဆိုင်ယာနဲ့မော့ကိုသွားမေးတာပဲဆိုတာကျွန်တော်သိလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်တို့တွေရဲ့အလဲတန်းကြောင်းအရှိမသွားဆောင်နေခဲ့တယ်သူတို့ကျွန်တော်လည်းတွေ့ရောတစ်ချက်တော့တွန့်သွားသေးတယ်ပြီးတော့မှဂျိုးဆိုင်ယာကမို့ရဲ့လက်ကိုဆွဲပြီးတော့ထွက်သွားတော့တာပဲဟေ့ကလေးတွေနေကောင်းကြလားမင်းတို့အစင်ပြေကြလားသိကျင်လို့လာကြည့်တာသူတို့တွေကျွန်တော်ဘေးကနေဖြတ်သွားတော့ကျွန်တော်လှမ်းပြောလိုက်တယ်သူတို့နှစ်ယောက်လုံးဘာမှပြန်မဖြေလာဘူးကျွန်တော်သူတို့ဘေးကိုရှောက်သွားလိုက်ပြီးတော့မင်းတို့တွေဒီကံပမာလဲသိကြလားမိုနီကကျွန်တော်ကိုကြည့်လာတယ်မိုနီကိုကြည့်ရတာကျွန်တော်ပြန်ဖြေတော့မှာဗျအဲ့ဒီချိန်မှာပဲဂျိုးဆန်ရကတော့ထွက်သွားပြီးတော့ဒီကံပမာလဲသားတို့မသိဘူးသားတို့အိမ်ပြန်ရမယ်အကယ်၍မင်းတို့ဖေကဒီကန်ကိုတခုခုလှုပ်ထားရဲဆိုရင်မင်းတို့ငါ့ကိုပြောပြလို့ရတယ်။အဲ့စကားလဲကြားရောဂျိုးဆန်နဲ့မိုးနီတို့နှစ်ယောက်သားရက်သွားပြီးတော့ကျွန်တော်ကိုလှည့်ကြည့်လာတယ်။အဲ့ဒီချိန်မှာပဲရဲကားတစ်စီးဟာကျွန်တော်တို့ဘေးမှာလာရက်တယ်။ရဲရရှိကမိုးနီနဲ့ဂျိုးဆက်ဘက်ကိုလှည့်ပြီးတော့ကလေးတွေဒီကောင်မင်းတို့ကိုလိုက်နှောက်ရှက်နေရလား။ရဲရရှိကကျွန်တော်အကြည့်စူးစူးကြီးလှမ်းကြည့်လာတယ်။ဟုတ်ပါတယ်သားတို့ကိုအိမ်ပြန်ပို့ပေးလို့ရမလား။ရဲရရှိကြီးကကားပေါ်ကနေဆင်းလာပြီးတော့ရတာပေါ့။ तू ကအနောက်တကားကိုဖွင့်ပေးလိုက်တော့ကလေးတွေလည်းတက်လိုက်သွားကြတယ်။ကားထက်သွားတော့မိုးနီကနေနောက်ခုံကနေပြီးတော့ကားကမြင်ကွင်းထဲကနေပျောက်သွားတဲ့အထိကျွန်တော်လှမ်းကြည့်နေအောင်ကျွန်တော်တတိထားမိလိုက်တယ်ဗျကျွန်တော်စိတ်ထဲမှာတကယ်တမျိုးကြီးပဲကျွန်တော်ရဲ့အသည့်တွေကမိုးနီနဲ့ဂျိုးဆိုင်နာတို့ကတီကန်ဘာမှရှိနေလဲဆိုတာကိုသိနေတယ်လို့ပြောပြနေတယ်လို့ပဲဗျဒါပေမဲ့သူတို့ဘာလို့မပြောရဲကြတာလဲအဲ့ညမှာပဲတီကန်အိမ်နဲ့2ပလောက်လောက်ဝေးတဲ့နေရာမှာကားရက်ပြီးတော့လမ်းလျှောက်သွားလိုက်တယ်ကျွန်တော်ကားကိုဘယ်သူမှမမြင်စေချင်ဘူးလေပြီးတော့ကျွန်တော်နည်းနည်းမှိုင်းတဲ့အဝတ်တွေနဲ့ဟွန်တီကိုလည်းခေါင်းဆွတ်ထားသေးတယ်အဲ့ဒါမှကျွန်တော်ဘယ်သူမှတတိမထားမိတော့မှဒီကန်တို့အိမ်ကနောက်ဆုံးပြီးပိတ်သွားတဲ့အထိကျွန်တော်ခြုံမုံနောက်မှာပုံပြီးစောင့်နေခဲ့တယ်ကျွန်တော်ဗရင်းမောက်ကနေအဲကန်ထဲကိုကြုံမဝင်ခင်အကုန်လုံးအိတ်သွားတာသိကြအောင်ကျွန်တော်15မိနစ်လောက်ထပ်ဆောင်လိုက်သေးတယ်ကျွန်တော်မျက်လုံးတွေကိုအမှောင်မှာကျင်သားရအောင်အရင်လုံးလိုက်တယ်အပြင်တယောက်ကကျွန်တော်အိမ်ထဲမှာရှိနေတာကိုတတိထားမိသွားမှဆိုလို့ဓမီမသုံးချင်တာကြောင့်ကျွန်တော်မျက်လုံးတွေကိုအမှောင်မှာကျင်သားရအောင်လုပ်ရတယ်အရင်ဆုံးကျွန်တော်ဒီကန်ရဲ့အခန်းထဲကိုခိုးဝင်လိုက်တယ်ကျွန်တော်ဝင်ချင်းမှာပဲဒီကန်ရဲ့အနံဟာကျွန်တော်နှာခေါင်းထဲဝင်လာခဲ့တယ်ကျွန်တော်သူ့အပြုံးတွေကိုအရန်လွမ်းတာပဲဗျာသူ့ရဲ့ရှယ်တန်လေးတွေသူ့ရဲ့နန်းတွေကျွန်တော်ဒီကိစ္စတွေကိုအမြဲဆုံးသိရဖို့လိုနေပြီလေကျွန်တော်ဒီကန်ရဲ့အခန်းထဲမှာ15မိနစ်လောက်ဆောက်ရက်စာတန်းတွေကိုလိုက်ရှာခဲ့ပေမဲ့လက်ပလာနဲ့ပဲပြန်ထွက်လာခဲ့ရတယ်ငါမြေရောက်ခန်းကိုသွားကြည့်တင်နေထင်တယ်အကယ်၍ဒီကန်သာဖွက်ထားခံရတာဆိုရင်တော့မြေရောက်ခန်းထဲမှာရှိနေတော့တယ်မြေရောက်ခန်းတကားဖွင့်လိုက်တော့ကြွေကနေအတန်အကျယ်ကြီးမြည်သွားတာကြောင့်ကျွန်တော်တော်တော်လန့်သွားတယ်
မြောက်ခန်းထဲဝင်လိုက်ပြီးတော့တကားကိုဟယုံလောက်ကလေးပြန်စိတ်ထားလိုက်တယ်မြောက်ခန်းထဲမှာဗီဒီယိုတွေအများကြီးပဲအဲ့ဒီကဗီဒီယိုတစ်ခုဆိုရင်တန်ကြိုးတွေနဲ့ပါပတ်ထားတာလေကျွန်တော်အဲ့ဒီဗီဒီယိုစီရှောက်နေတော့ကြမ်းခင်းနဲ့ခလုတ်တိုက်မိသွားတယ်ရက်လိုက်ပြီးတော့အောင်းငုတ်ကြည့်လိုက်တော့အဲ့ဒီကြမ်းခင်းပြားဟာလှုပ်လို့ရနေတယ်အဲ့ဒါနဲ့ကျွန်တော်ကြမ်းခင်းများအောက်မှာလက်ခံပြီးတော့တေးသေးချာချာမဖို့လုံနေတော့ကျွန်တော်အနောက်မှာခြေတံတိုးတိုးလေးတစ်ခုကြားလိုက်ရတယ်ကျွန်တော်လှည့်လည်ခြင်းမှာပဲမစ္စတာနယ်ဆန်ဟာကျွန်တော်မျက်နှာကိုပိန်ထိုးလိုက်တာပဲကျွန်တော်လေထဲမြောက်သွားပြီးတော့ကြမ်းမြင်ပေါ်ပြုတ်ကျသွားတယ်မစ္စတာနယ်ဆန်ကကျွန်တော်ကိုအပီထိုးတော့ကျွန်တော်လည်းလက်နှစ်ဖက်နဲ့ကာထားရတာပေါ့ပြီးတော့သူ့ဘက်ကိုစောင့်ကန်လိုက်တော့သူလွင့်ထွက်သွားတယ်ခမည်းတက်လိုက်တာဒီကန်ကိုခမည်းတက်လိုက်တာကျွန်တော်အော်တာပေါ့ကျွန်တော်လည်းမစ္စတာနယ်ဆန်ရဲ့ထိုးချက်တွေကိုကြွေ့ရှောင်ပြီးထွက်ပြေးဖို့ကြိုးစားတာပေါ့ဒါမဲ့ तू ကလူကောင်ကြီးကြီးပဲလေ तू ကျွန်တော်ကိုအင်ကြီးစားနေအာလူအိတ်တဲ့အိတ်လိုဆွဲလိုက်ပြီးတော့အပေါ်တက်ကိုဆွဲခေါ်သွားတယ်ကျွန်တော်လည်းလွတ်အောင်ယုံတာပေါ့အဲ့ဒီချိန်မှာ तू ကဘေးစင်အောက်ကနေကျိုးတွေထုတ်လိုက်ပြီးကျွန်တော်ကိုတုတ်ထားလိုက်တယ်ပြီးတော့ရဲတွေကိုခေါ်လိုက်တော့တာပဲ9မိနစ်လောက်ကြာတော့ရဲကားတန်နေစူညံလာပြီးတော့ရဲတွေရောက်လာရောမစ္စတာနယ်ဆန်လည်းရဲတွေကိုတကားတော့ဖွင့်ပေးရနေကျွန်တော်မြေအောင်ခန်းထဲမှာဒီကောင်လေးရှောက်ဝင်နေတာတွေ့လို့ခေါ်လိုက်တာဗျကျွန်တော်သူ့ကိုပုံမှန်တက်ပြီးတရားစွဲခြင်းတယ်လို့ပြောရင်လူရုပ်မှာအပြုံးနဲ့ကျွန်တော်ဘက်ကိုလှည့်ကြည့်တယ်သူဒီကန်ကိုတတ်ခဲ့တာဒီကန်လာအောင်မြေအောက်ကျန်းကင်းနေအောင်မှာဖွက်ထားတယ်ဆိုတာပြောပြလိုက်လေဟဲ့လူကျွန်တော်လည်းအော်တာပေါ့အဲ့ဒီအချိန်မှာပဲဂျိုးဆိုင်ရန်နဲ့မိုးတို့ကနိုးလာပြီးသူတို့အိတ်ခမ်းအဝါကနေကျွန်တော်တို့ကိုခိုးပြီးကြည့်နေခဲ့တယ်ရဲမှုတယောက်ကမစ္စတာနယ်ဆန်ဘက်ကိုလှည့်ပြီးတော့ဆရာဒီကောင်လေးပြောနေရတယ်အမှန်ပဲလားမစ္စတာနယ်ဆန်လည်းကျွန်တော်ဘက်ကိုလှည့်ပြီးတော့တန်းလှည့်လိုက်တာပေါ့သူ့ရဲ့မျက်နှာမှာစိုးရိမ်မှုအရေးရောင်နေတန်းနေခဲ့တယ်လေကျွန်တော်လည်းပြန်ပြုံးပြလိုက်ပြီးတော့ဆရာရဲ့မြေရောက်ခန်းကိုကျွန်တော်တို့စစ်ဆေးကြပါတယ်ရဲမှုတွေကစပြီးတော့တောင်းဆိုတော့တယ်ပြီးတော့ကျွန်တော်တို့နှစ်ယောက်လုံးကြည့်လိုက်တယ်လာကျွန်တော်ပြမယ်ကြိုးတာဖြည့်ပြီးရဲမှုလည်းသူ့လက်အောက်ကရဲကိုကြိုးဖြည့်ခိုင်းလိုက်တယ်မစ္စတာနယ်ဆန်ကျွန်တော်ဘက်ကိုခတ်တုတ်လမ်းလျှောက်လာတာမြင်တော့ရဲမှုကကျွန်တော်အရှိရနေကပြီးသူ့ရင်ဘက်ကိုကထားလိုက်တယ်အဲ့တော့မှမစ္စတာနယ်ဆန်လည်းဘေးဖယ်ပေးတော့တယ်ကဲလိုက်ပြတော့သားရည်လို့ရဲမှုကပြောတော့ကျွန်တော်လည်းပျော်ပျော်ပဲထားရလိုက်တာပေါ့အလောင်းဘာမှတွေးခဲ့တာလဲကျွန်တော်လည်းဝမ်းသာစွာနဲ့မစ္စတာနယ်ဆန်ကိုဘေးတွန်းလိုက်ပြီးတော့ရဲတွေကိုမြေရောက်ခန်းထဲကိုခေါ်သွားလိုက်တယ်ရဲသားရဲ့အကူအညီနဲ့ပဲကြမ်းကင်းတွေကိုမှားလိုက်တယ်လေအဲ့တော့ကျွန်တော်မြင်လိုက်ရတာကကျွန်တော်ဘဝကြီးတစ်သက်လုံးပြောင်းလဲသွားစေခဲ့တယ်ကျန်းကင်းနေအောင်မှာဘီယာပလင်းတွေအပြည့်ရဲမှုလဲကျွန်တော်ကိုမေးခွန်းထုတ်တဲ့အကြည့်တွေနဲ့ကြည့်နေတယ်အဲ့တော့မှမစ္စတာနယ်ဆန်ဟာရှင်ဖွင့်လာတယ်လေဒီကန်လေးပြန်ပေးဆွဲခံလိုက်ရကြတဲ့ကကျွန်တော်နောက်ထပ်အရက်မတောက်တော့ပါဘူးလို့မိုးနစ်နဲ့ဂျိုးဆိုင်တာကိုဂတိပေးခဲ့တယ်လေကျွန်တော်ပလင်းတွေကိုခလေးတွေမမြင်အောင်လို့ဒီရောက်ထဲမှာလာဖွက်ထားတာဒါမဲ့ကျွန်တော်မိန်းမကိုလည်းဆုံးရှုံးပြီးကစားမှာဒီကန်ကိုလည်းဆုံးရှုံးလိုက်ရတာဆိုတော့ကျွန်တော်အတွက်မလွယ်ဘူးပေါ့ဗျာစကားလဲဆုံးကနေရောမစ္စတာနယ်ဆန်ဝမ်းနေပြီးတော့အတန်ကြီးတုံလာတော့တာပဲပြီးတော့ရဲတွေနဲ့ကျွန်တော်ကိုအဲခန်းစီပြန်ခေါ်လာခဲ့တယ်လေပြောစရာလိုမှမထင်ပါဘူးမစ္စတာနယ်ဆန်ကကျွန်တော်ကိုပိုင်နဲ့ကျူးကျော်မှုဖောက်ထွင်းဝင်ရောက်မှုတွေနဲ့တရားစွဲတယ်ကျွန်တော်လည်းအလုပ်ကျန်တဲ့ထောင်နဲ့တစ်နှစ်ကြာသွားတယ်ထောင်နှစ်ရက်နေကြားမှာအတီးကျန်နေတဲ့ကျွန်တော်ဟာနေ့တိုင်းဒီကန့်အကြောင်းတွေးမိတယ်ကျွန်တော်လုပ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေအတွက်ကျွန်တော်အယမ်းအောင်နာရခဲ့တာပေါ့ပြန်ပြင်လို့ရရင်ကောင်းပါပဲဗျာထောင်ထဲနေရတာတမျိုးအဲ့လိုနောင်နာတွေနဲ့အသက်ရှင်နေရတာဆိုတော့ကျွန်တော်လည်းတဖြည်းဖြည်းနဲ့စရောလူပါစိတ်ဖိစီးလာခဲ့တယ်ကျွန်တော်မိဘတွေကလည်းထောင်မကြလာတွေးကြတယ်အမှန်တိုင်းပြောရကြဆိုရင်သူတို့သာကျွန်တော်လာမတွေ့ခဲ့ဘူးဆိုရင်ကျွန်တော်လည်းထောင်ထဲမှာနေမယ်စိတ်ကြယောဂနဲ့တည်သွားလောက်ပါတယ်6လလောက်အချုပ်ကျပြီးတော့ကျွန်တော်အာမခံနဲ့ပြန်လွတ်လာခဲ့တယ်ရဲတွေကတော့ကျွန်တော်တီကန့်အိမ်အောင်မကတ်တော့ပါဘူးဆိုပြီးခံဝင်ထိုးခိုင်းတယ်ထောင်ကလွတ်ပြီးတော့1ရက်2ရက်လောက်လဲကြာတော့ကျွန်တော်လည်းအိမ်မှာမိဘတွေနဲ့အတူ TV ကြည့်နေတော့ရဲကားတန်တွေကြားလိုက်ရတယ်ပြီးတော့တယောက်ယောက်ကအိမ်တကားကိုလာထုတော့တာပဲအဖေနဲ့အမေလည်းစိတ်ပူသွားတာပေါ့အဖေကတကားကိုဖွင့်လိုက်တော့ကောင်းသောနေ့လေခင်မှာဆရာကြီး James အိမ်မှာရှိလားတကားဝမှာရက်နေတဲ့ရဲမှုကမေးလိုက်ပါတယ်ဘာကိစ္စရှိလို့လဲ James အိမ်မှာရှိလားကျွန်တော်တို့သူ့ကိုမေးစရာလေးရှိလို့ပါဘာအကြောင်းလဲကျွန်တော်လည်းတကားစီကိုလျှောက်သွားပြီးတော့လက်ပိုက်ပြီးရက်နေလိုက်တယ်ဘာကိစ္စလဲပြောပါမိုးနဲ့ဂျိုးဆိုင်တာတို့နှစ်ယောက်ပါပြန်ပေးဆွဲခံလိုက်ရတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းပါသိထားသေးလဲမင်းပြောစရာမလိုဘူးအဖေကပြောလိုက်တယ်ငါတို့ James အိမ်ပြန်ရောက်တာ3ရက်ပဲရှိသေးတယ်မင်းတို့ဒီထက်ပိုပြီးသိချင်ငါတို့ရှေ့နေနဲ့ဆက်သွယ်လို့ရတယ်အဖေလည်းတကားပြင်မဲ့ထွက်သွားပြီးတော့တကားကိုဆွဲပေးလိုက်တယ်အမေကကျွန်တော်နာကပ်လာပြီးကျွန်တော်ကိုဖတ်ထားတာပေါ့ကျွန်တော်လည်းအမေရင်ဝင်လေးကိုခေါင်းလေးတိုးပြီးငိုပါလေရောဒီလိုကိစ္စတွေဆက်ဖြစ်နေသေးတာမယုံနိုင်သေးဘူးနောက်ထပ်1ရက်2ရက်လောက်ကြာတော့ကျွန်တော်လည်းမိသားစုရှိနေတဲ့အတူရဲတွေကိုတွားပြီးစကားပြောခဲ့တယ်အဖေလည်းကလေးနှစ်ယောက်ပြန်ပေးဆွဲခံခဲ့ရတဲ့အချိန်တုန်းကကျွန်တော်အိမ်မှာရှိနေပါတယ်ဆိုတဲ့တက်တွေကိုပြခဲ့တယ်လေကျွန်တော်လည်းအဲ့တော့မှတန်တရားရှိသူအဖြစ်ကနေကင်းလွတ်တော့တယ်တညနေမှာပေါ့
ကျွန်တော်အိမ်ထဲမှာဖုန်းထိုင်သုံးနေတော့တယောက်ယောက်ကတကားလာခောက်တယ်ဖွင့်လဲကြည့်ရောဘယ်သူမှရှိမနေပြန်ဘူးကျွန်တော်အောက်ကိုငိုကြည့်လိုက်တော့ကျမ်းမြင်မှာအထုပ်တစ်ခုကိုတွေ့လိုက်တယ်ကျွန်တော်လည်းကောက်ယူပြီးတော့အိမ်ထဲကိုတည်လာလိုက်တာပေါ့အထုပ်ပေါ်မှာပေးဖို့သူနာမည်လည်းမရှိကျွန်တော်လိပ်စာလည်းမရေးထားတစိကောင်းလည်းမရှိပဲနဲ့ကျွန်တော်အထုပ်ကိုဖွင့်လိုက်တော့အထဲမှာကျွန်တော်နဲ့ဒီကန်ရဲ့အမှတ်တရတွေအများကြီးပဲဓာတ်ပုံတွေ CD ခွေတွေလက်မှတ်အဟောင်းတွေနဲ့နှင်းစီပန်းကြောက်ကလေးတောင်ပါတယ်ပြီးတော့အောက်ဆုံးမှာကဒီကန်ရေးထားတဲ့စာတစ်စောင်အဲ့ဒီစာထဲမှာသူကသူ့အိမ်ကိုလူရက်ခံရတဲ့ညကလေးကသူ့ဘာသာထွက်ပြေးခဲ့တာဖြစ်ကြောင်းရှင်းပြထားတယ်လေသူ့ဘေတတိလက်နေတာတွေ့တော့သူလည်းအထုပ်ဆွဲပြီးထွက်လာခဲ့တဲ့အကြောင်းမိုးနစ်နဲ့ဂျိုးဆိုင်နာတို့ကိုလည်းနောက်တစ်ချိန်လာခေါ်မယ်လို့ဂတိပေးခဲ့ကြောင်းပြောတာပေါ့အခုတော့သူတို့မောင်နှမ3ယောက်အတူတူပျော်ပျော်ရွှင်ရွှင်နေရပါပြီတဲ့တနေ့နေ့မှာကျွန်တော်နဲ့လည်းပြန်တွေ့ကြကြောင်းပြောရင်မျက်ရည်ဝဲလာပါတယ်ကျွန်တော်လည်းဖတ်ပြီးတော့အိုက်စာကိုမီးရှို့လိုက်တယ်သူတို့ရဲ့လှုပ်ဝက်ချက်ကိုလူသိခံလို့မရဘူးလေဒီကန်တို့သူ့ဖေလက်အောက်ကနေလွတ်သွားတာသိတော့ကျွန်တော်အယမ်းဝမ်းသာတယ်ဒါပေမဲ့လည်းဒီအကြောင်းတွေကိုကျွန်တော်စီကိုစောစောစီးစီးအတိမပေးခဲ့တာအသိပြန်တော့လဲဝမ်းနေရပြန်ရောသူဘာလို့ဒီလိုလုပ်လဲကျွန်တော်နားလဲရင်တော့မှပဲဝမ်းနေရတယ်လေဘာပဲဖြစ်ဖြစ်သူလွတ်မြောက်ဖို့ကျွန်တော်လမ်းဖောက်ပေးနိုင်ခဲ့တယ်မဟုတ်လားကျွန်တော်အခုတော်တော်လေးကိုစိတ်ချမ်းသာသွားပြီလေဘယ်တော့မှမချစ်တော့တာထက်ဆိုင်အချစ်လို့နှစ်သွားတာကပိုတန်ပါတယ်ဗျာဟုတ်ကဲ့ပါပရိသတ်တို့ရေ